တရားဓမ္မများကိုစတင်ပြီးတော့မဟောကြားမနာကြသေးခင်တရားပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်တို့ကိုအာယုံပြုအလုံးကိုယ်စီလက်အုပ်ချီပြီးတော့လိုက်ဆိုလိုက်ပါဗုဒ္ဓဂုဏ်တော်မင်္ဂမြောယုတိလေးမြတ်ရှိခိုးအပ်ပူဇော်ပါ၏ရှင်ဘုရားဓမ္မဂုဏ်တော်မင်္ဂမြောယုတိလေးမြတ်ရှိခိုးအပ်ပူဇော်ပါ၏ရှင်ဘုရားသံဃာဂုဏ်တော်မင်္ဂမြောယုတိလေးမြတ်ရှိခိုးအပ်ပူဇော်ပါ၏ရှင်ဘုရားမိဘဂုဏ်တော်မင်္ဂမြောယုတိလေးမြတ်ရှိခိုးအပ်ပူဇော်ပါ၏ရှင်ဘုရားဆရာဂုဏ်တော်မင်္ဂမြောယုတိလေးမြတ်ရှိခိုးအပ်ပူဇော်ပါ၏ရှင်ဘုရားအလုံးသတ္တဝါဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေအလုံးသတ္တဝါဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေအလုံးသတ္တဝါဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေသူတော်ကောင်းတဲ့တရားမြတ်လွမ်းပကပါတိပါစေသူတော်ကောင်းတဲ့တရားမြတ်လွမ်းပကပါတိပါစေသူတော်ကောင်းတဲ့တရားမြတ်လွမ်းပကပါတိပါစေသာဓုအလုံးသောလူရှင်လူမသူတော်ကောင်းများနှင့်တကွာကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနှင့်ပြည့်စုံပြီးတော့မိမိတို့ချမ်းသာသောဣရိယာပုဂ္ဂိုလ်ပြင်ဆင်ပြီးတော့တရားဓမ္မများကိုယုတိလေးစားစွာနာကြားနိုင်ကြပါပြီပုံညာယမမုဂုတ်ဝိပဿနာအကြောင်းတက်ကြီးကိုစတင်တည်ထောင်သွားတော်မူခဲ့သောကျေးဇူးတော်ရှင်ဆရာတော်ရှင်ပုံညာနန္ဒဘဝနတ်ထံပြန်တော်မူခဲ့ရာနှစ်နှစ်နှစ်လပြည့်မြောက်အားရည်မှန်း၍တတိယအကြိမ်အယုံစွမ်းလောင်းလူပွဲအတွေ့လူတန်းကြတဲ့အလူရှင်များဆရာတော်ဥပုံညာနန္ဒဤသီလသမာဓိပညာဂုဏ်တို့ကိုကျေးဇူးဆက်သောအဖြစ်ခမည်းတော်ကြီးပတ္တန္တဝိဇ္ဇာတအမှုထား၍တပိဒါယကဒါယကမများမှတန်ခါအပါ600ကျော်တို့ကိုအာယုံစွမ်းစက္ကလူတန်းခြင်းတဏိတာစွမ်းလူတန်းကြတဲ့လူရှင်များကတော့အနန္တကဝင်ကျေးဇူးရှင်ဖြစ်တဲ့ဆရာတော်ရှင်ပုံညာနန္ဒဤဂုံများကိုဥထိပ်ပန်းစင်လျက်အနန္တကဝင်ကျေးဇူးရှင်မိခင်ကြီးတော်နှင်းသည့်နှင့်အမများတို့အားအမှုထား၍ညီမငယ်မတ်တထဲထွန်းမိသားစုကြိုက်ထူမျိုးတဏိတာစွမ်းနှင့်အာယုံစွမ်းလောင်းလူရန်အတွက်အလူတော်ငွေ9သိန်းကျပ်လူတန်းခြင်းစွမ်းချက်ဆောင်အတွက်မတည်ငွေအလူတော်ငွေ3သိန်းကျပ်လူတန်းခြင်းအမေရိကန်နိုင်ငံနေဥဝင်ဆို
တော်ကွေစုမိသားစုတို့မှာနှစ်သိမ့်ဖို့စွမ်းစံစိန်လောင်းလူခြင်းဤကဲ့သို့ကောင်းမှုကုသိုလ်အစုပါကဤအဖို့ပါကများကိုကျေးဇူးတော်ရှင်မဂုတ်ဆရာတော်ဘုရားကြီးနှင့်ဦးဇင်းတို့ဆရာတော်ဘုရားကြီးများတို့ဤဥပနိတိယကိုခံယူလျက်ယနေ့ပုံညာယာမကျောင်းတိုက်ကြီးဤဦးစီးပရဏနာယကဆရာတော်ဖြစ်သောဆရာတော်ဗတ္တန္တဝိသရမတိမြတ်ကြီးဤအေးမြတ်နှွေးထွေးသောဘုံရိပ်ကံရိပ်မေတ္တာရိပ်သီလသမာဓိရိပ်တို့ကိုခိုလုံကဦးစီးမြတ်ကနေပြီးတော့ဘဝနတ္တံပြန်တော်မူသွားတဲ့ဆရာတော်အရှင်ပုံညာနန္ဒကိုကျေးဇူးဆက်သောအဖြစ်ဓမ္မယောဂီသူတော်စင်သူတော်ကောင်းများကိုကောင်းမြတ်တရားနည်းနည်းခင်းကာလမှာဦးဇင်းများကျေးဇူးဆက်ဟောကြားပေးမယ်တရားတော်ရဲ့အမိကတော့အငုံနဲ့စ၍အပြုံးနဲ့ဆုံးစီဆိုတဲ့တရားဓမ္မနဲ့ကျေးဇူးဆက်ဟောကြားပေးပါမယ်ဦးဇင်းကမိတော်မေတော်ယူတို့ဘာတရားပါလေဒီတရားလေးကိုကျေးဇူးဆက်ပေးမှာပါပရမတုံးကတော့ကမိတော်မေတော်ကြီးတို့ကိုကျေးဇူးဆက်ပေးမယ်တရားတော်ကလွမ်းမိပါသည်ဆိုတဲ့တရားလေးနဲ့ကျေးဇူးဆက်မလို့ပဲဒါပေမဲ့လို့ဓမ္မယောဂီသူတော်စင်သူတော်ကောင်းများကတရားဓမ္မတွေကိုစီကျင့်သုံးနေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ဆရာတော်ကိုလည်းပဲခမည်းတော်မေတော်ကြီးတို့ကအခုတတိတွေရနေကြတာဘာလို့တတိရတယ်လဲဆိုတော့ဒီဆရာတော်ရဲ့ကျေးဇူးတော်ကြောင့်အခုတရားတွေနာကြတရားတွေအထုတ်ကြရတော့ခမည်းတော်မေတော်ကြီးတို့ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကိုကျေးဇူးဆက်ပါဆိုတဲ့စကားလေးတစ်ခုရှိတယ်တချို့ကကျေးဇူးရှိလိုက်တာလို့ပြောတယ်ဒါပေမဲ့လို့တကယ်တမ်းကျတော့ကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်နည်းပါတယ်တဲ့မနည်းဘူးလားနည်းသလားကတိညုတကတဝတိပုဂ္ဂလောဒုံလဘောလောကသမိတဲ့ကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ဟာခမိတော်မေတော်ကြီးတို့တိတ်ပြီးတော့ရှားပါတယ်တဲ့မရှားဘူးလားရှားသလားအဲ့ဒီရှားတဲ့အထဲကနေပြီးတော့ခမည်းတော်မေတော်ကြီးတို့လာစဉ်လာတိုင်းနှစ်စဉ်နှစ်တိုင်းဆရာတော်ဥပုံညာတတိုင်းဤဂုံကျေးဇူးတို့ကိုဥထိတ်မှာပန်းစင်ပြီးတော့တခြားလုပ်နေတာလားကျေးဇူးဆက်နေတာလားတနည်းအားဖြင့်ပြောတော့ဒီနေ့ဟာခမည်းတော်မေတော်ကြီးတို့ထူးထူးခြားခြားကျေးဇူးဆက်ပွဲပေါ့ဘာပွဲပါလေကျေးဇူးဆက်ပွဲဆိုတော့ကျေးဇူးမရှိလို့လားရှိလို့လားတတ္တဝဝိနည်းရတွေချမ်းသာရောက်ဖို့ရန်အတွက်ခမည်းတော်မေတော်ကြီးတို့တရားတွေဟောပြောပြသရင်းကနေပြီးတော့မထင်မှတ်ဖက်နဲ့ပြုံးကနေဘဝနှစ်ထံပြန်တော်မူသွားတာလေဟုတ်ရဲ့လားဒါဆိုရင်ခမည်းတော်မေတော်ကြီးတို့လောကကြီးထဲမှာလူဘဝလူခန္ဓာနေနဲ့ရောက်ရှိလာတဲ့ပုဂ္ဂိုလ်တိုင်းဟာရှင်ခြင်းနဲ့သိခြင်းဆိုပြီးတော့နှစ်ခုမရှိဘူးလားရှိသလားဟောရှင်ခြင်းနဲ့သေခြင်းမှာပဲဒီနှစ်ခုကပဲရှိပါတယ်ခမည်းတော်မေတော်ကြီးတို့ကြံနေတဲ့ပုဂ္ဂိုလ်ကတော့ရှင်တဲ့ပုဂ္ဂိုလ်လို့ပြောတာပေါ့သေတဲ့ပုဂ္ဂိုလ်ကတော့သေသွားတဲ့ပုဂ္ဂိုလ်လို့ပြောတာပေါ့ဒါပေမဲ့လို့ခမည်းတော်မေတော်ကြီးတို့လူသေးတော်လဲနာမည်မသေးတဲ့အရာတွေရှိတယ်မို့လားရှိတာပေါ့ခမည်းတော်မေတော်တို့အနန္တကဲမေကျေးဇူးရှင်တွေကနေပြီးတော့သာသနာအာဇာနည်တယောက်မွေးဖွားပြီးတော့ပေးလိုက်တဲ့အခါမှာအဲ့ဒီသာသနာအာဇာနည်ရဲ့လှုပ်ဆောင်ခဲ့တဲ့ဂုံပုတ်တွေဟာယနေ့ထိအောင်ညှိုးသလားဒါဆိုခမည်းတော်မေတော်ကြီးတို့ဦးဇင်းတို့မြန်မာနိုင်ငံကြီးမှာလွတ်လပ်ရေးရတာတဲ့သာသနာဦးဇင်းတို့ရဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းလူကတော့ခမည်းတော်မေတော်မရှိတော့ဘူးဒါပေမဲ့လို့နာမည်ကတော့ယနေ့ထိအောင်ရှိနေသေးပါပဲတဲ့ထိုနည်းတူစွာပါပဲခမည်းတော်မေတော်ကြီးတို့ဒီနေ့ဟာဆရာတော်ဥပုညန္တမရှိပင်မရှိ냐တော့လေဆရာတော်ဥပုညန္တန်တိုက်၏အရေးအငွေ့အသက်တွေဟာယနေ့ထိအောင်ကုန်ခြင်းမရှိသေးပါဘူးရှိသလားဒါခမည်းတော်မေတို့ဘာလို့မကုန်သလဲဆိုတော့သူတော်ကောင်းရဲ့ဓက္ခံနေတရားတွေဟာယနေ့ထိအောင်ပြန့်နှံ့စေပါနှလုံးသားထဲမှာကိန်းနေစေပါတဲ့ဟုတ်ရဲ့လားဒါကြောင့်လောကထဲမှာလူဖြစ်လာပြီးဘဝရလာပြီးဆိုတဲ့ပုဂ္ဂိုလ်များဟာခမည်းတော်မေတော်ကြီးတို့တဲ့အရှုံးပြန်နဲ့အမျက်ပြန်ဆိုတာရှိတာပေါ့ပြန်ပြောပါဦးဒါဆိုခမည်းတော်မေတော်ကြီးတို့ဒါနသီလသမထဝိပဿနာအလုပ်တွေကိုကြိုးစားပွားများပြီးတော့အထုတ်ပြီးတော့အချိန်မကုန်မဲနဲ့အကုသိုလ်အလုပ်တွေနဲ့အချိန်ကုန်သွားတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါအရှုံးပြန်ပုဂ္ဂိုလ်လို့ခေါ်တယ်ဘာပုဂ္ဂိုလ်ပါလဲနေ့စဉ်နေ့တိုင်းလစဉ်လတိုင်းနှစ်စဉ်နှစ်တိုင်း
ကိုယ်တိုင်လည်းပဲဒါနသီလသမထဝိပဿနာအလုပ်တွေကိုလုပ်တယ်တတ္တဝဝိနည်းတွေကိုလည်းဒါနသီလသမထဝိပဿနာလုပ်တွေကိုလုပ်ဖို့ရန်အတွက်တိုက်တွန်းတဲ့ပုဂ္ဂိုလ်ကြတော့ခမည်းတော်မေတော်ကြီးတို့အမြတ်ပြန်ပေါ့ဘလို့ပြန်ပါလေဒီနေ့လည်းပဲခမည်းတော်မေတော်ကြီးတို့ဆရာတော်ကိုအကြောင်းပြုပြီးတော့အလုံးသောဓမ္မယောဂီသူတော်စင်သူတော်ကောင်းများကနေပြီးတော့ဦးဇင်းတို့ရဲ့ခမည်းတော်ကြီးဗတ္တန္တဝိသဒအမှုထားပြီးတော့တန်ဃာတော်အဘဘလောက်ပါလေ600ကျော်တန်ဃာတော်ရဲ့ဂုံကိုရည်မှန်းပြီးတော့တန်ခတ္တဒေမနိဗ္ဗာနတပစ္စယောဟောတုပါဖယားဆိုပြီးတော့မနဲ့မိုးတော့အလင်းရောက်တဲ့အခါမှာခမည်းတော်မေတော်တခြားနဲ့ပြောရလားဒါနနဲ့ပြောရလားဒါနရဲ့နောက်မှာလဲသီလမပါဘူးလားသီလရဲ့နောက်မှာလဲသမထဝိပဿနာတွေမပါဘူးလားပါသလားအဲ့ဒါအရှုံးနဲ့ပြန်မလားအမြတ်နဲ့ပြန်မလားအမြတ်နဲ့ပြန်ကြမှာပေါ့ဦးဇင်းတို့ရဲ့အခုအနန္တကဲဝင်ကျေးဇူးတော်ရှင်ဖြစ်တဲ့ဆရာတော်အရှင်ပုံညာနန္ဒဘယ်လိုပြန်သွားသလဲဒါလေးတွေးရမှာပေါ့လှုပ်ဆောင်ခဲ့တဲ့အခိုက်အတန့်လေးကိုခမည်းတော်မေတော်ကြီးထင်းထင်းရှားရှားလေးကြည့်လိုက်စမ်းပါတဲ့သူပြုစုပြိုးတောင်ခဲ့တဲ့သာသနာတော်မြတ်ကြီးဟာတစိမ့်တရေသားအပြင်ထွန်းကားပြီးတော့နေတယ်သူဒီဥသောအကြောင်းကြောင့်တရားထုတရားမြတ်တွေရဖို့ရန်အတွက်ယောဂီသူတော်စင်သူတော်ကောင်းများမိခိုးပြီးတော့နေတယ်ဆိုတာဆရာတော်ရဲ့ကျေးဇူးဘသူရဲ့ကျေးဇူးဆရာတော်ဟာသူကိုယ်တိုင်လည်းပဲခမည်းတော်မေတော်ကြိုးစားပြီးတော့သွားတယ်ကြိုးစားလို့လည်းပဲဒီလိုပုံတရံဒီလိုနေထားနဲ့တွေ့ရတာပေါ့သူကိုယ်တိုင်ကြိုးစားသလိုအာလုံးတတ္တဝဝေနေရတွေကိုလည်းပဲခမည်းတော်မေတော်ကြီးတို့ကြိုးစားဖို့ရန်မတိုက်တွန်းဘူးလားဒီလိုရှုရတယ်ဒီလိုမှတ်ရတယ်ဒီလိုဈဉ္ဉံလျှောက်ရတယ်ဒီလိုတတိကိန်းရတယ်လို့ဆုံးမခဲ့တဲ့စကားလေးဟာလူပင်မရှိပင်မရှိ냐တော့လေယနေ့ထိတ်အောင်ရင်ထဲမှာတီးနေသေးပါမတည်ဘူးလားတည်သလားကျေးဇူးမရှိဘူးလားကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကြီးပေါ့အဲ့ဒီကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ကြီးကြတော့လေခမည်းတော်မေတော်ကြီးတို့ဘာပဲပြောနိုင်ငံခြားမှာတည်တယ်ဆိုပေမဲ့လို့ခမည်းတော်မေတော်ကြီးတို့သူ့ရဲ့နှလုံးသားပြန်တက်မှာကုသိုလ်ကောင်းမှုဇောတွေကအမြဲတမ်းရှိနေတာဗုဒ္ဓဂေယဘုရားဘူးသွားဖို့တယ်ဆိုတာလေခမည်းတော်မေတော်ကြီးတို့ဘုရားပွင့်တော်မူရာဒေသတစ်ခုကိုကိုတိုင်ထိတွေ့ပြီးတော့တနည်းအားဖြင့်တရားတွေလည်းပဲဘုရားပွင့်တဲ့နေရာမှာကြိုးစားခြင်းနဲ့စိတ်ဆန္ဒကိုဥတည်ပြီးတော့ခမည်းတော်မေတော်ကြီးတို့အဲ့ဒီမသေးခင်မှာဒါနသီလသမထဝိပဿနာတွေသူ့နောက်မှာမပါဘူးလားအမြဲတမ်းပါနေတာနော်မေတ္တာပို့ခြင်းတွေလည်းပဲအမြဲတမ်းပါနေတာသေခြင်းတရားတွေဆင်ခြင်တဲ့သဘောလည်းပဲအမြဲတမ်းပါနေတာပါမှာပေါ့ခမည်းတော်မေတော်ကြီးတို့ဆရာတော်ကလည်းသူကိုယ်တိုင်လည်းပဲတရားတွေဟောနေတာသေခြင်းတရားကိုမဆင်ခြင်ဘူးလားဆင်ခြင်သလားဆင်ခြင်နာပေါ့ငါရဲ့ခန္ဓာကိုယ်မှာလောဘဖြစ်သလားဒေါသဖြစ်သလားမောဟဖြစ်သလားဒီတရားတွေသူတော်ကောင်းတွေကအမြဲတမ်းမဆင်ခြင်ဘူးလားဆင်ခြင်သလားအရှုံးနဲ့ပြန်မလားအမြတ်နဲ့ပြန်မလားပြန်တော့ပြန်ကြရမှာပဲအဲ့ဒါခမည်းတော်မေတော်ကြီးတို့တဲ့လူတို့တရားဘဝခန္ဓာရလို့အနိစ္စရောက်သွားတယ်ဆိုတာမဆမ်းပါဘူးတဲ့ဖခင်ကဝေလူဝရွာမှာခမည်းတော်မေတော်ကြီးတို့မိန့်ထားတာနော်ဘဝခန္ဓာရလာလို့လူတို့တရားအနိစ္စရောက်တယ်ဆိုတာမဆမ်းပါဘူးတဲ့ဆမ်းတာဟာဘာလဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်အရှုံးနဲ့ပြန်မလားအမျက်နဲ့ပြန်မလားဓာတိတာဆမ်းတာပါတဲ့ဟုတ်ရဲ့လားအရှုံးနဲ့ပြန်တယ်ဆိုတာကခမည်းတော်မေတော်ကြီးတို့လူဘဝရတဲ့အခိုက်တန့်လင်းမှာအလုံးမေးလျော်ပို့ဆပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေအပယ်၄ပါးကိုမရောက်ရဘူးလားရောက်ရသလားအမျက်နဲ့ပြန်တာလားအရှုံးနဲ့ပြန်တာလားဆရာသမားရဲ့ဂုဏ်ကျေးဇူးတို့ကိုခမည်းတော်မေတော်ကြီးတို့ရင်နဲ့နှလုံးသားထဲထိအောင်မှန်းမျောပြီးတော့ဥခိုက်ပြီးတော့ကြည်လိုက်စမ်းပါကျေးဇူးမများဘူးလားကျေးဇူးများတာကိုတက်တည်ပြုပြီးတော့ဒီနေ့ကြံရစ်တဲ့မိသားစုတွေကလည်းပဲတန်းတလွမ်းဆွတ်သောအပြင်ကုသိုလ်ကောင်းမှုတွေပြုပေးနေတာမပြုလားပြုသလားတန်းတတယ်လွမ်းနေဆိုတာကဆရာတော်ဘုရားတည်ထောင်သွားတဲ့ခမည်းတော်မေတော်ဆရာတော်ရဲ့လက်ရရှေးရတွေကိုမပြတ်ပဲနဲ့တည်ထောင်သွားတဲ့ဆရာတော်ရဲ့ကျေးဇူးတရားတွေကိုအောင်းမိတာပါပူဆွေးသောကတွေရောက်နေတာကိုဦးဇင်းတို့ဆိုလိုတာမဟုတ်ဘူးနော်တရားတော်ကိုတရားပြီးတော့ဆရာတော်ကိုမြင်တိုင်းဒီပုံတရံနေနဲ့လှုပ်ဆောင်သွားတာပါလားလို့ခမည်းတော်မေတော်ကြီးတို့လည်းပဲတဆင့်နဲ့တဆင့်သိအောင်ဆိုပြီးတော့ဓမ္မယောဂီသူတော်စင်သူတော်ကောင်းတွေတဏှီအပြင်ပြောရင်ဆရာတော်ကတရားပြသွားတာဘာပြသွားတာအိုခြင်းစရာဆွဲငင်ရာသူငါလိုက်ရမည်ဟုတ်ရဲ့လား
ကဲလိုက်ဆိုလိုက်ပါအိုခြင်းစရာဆွဲငင်ရသူငါလိုက်ရမည်အိုခြင်းစရာဆွဲငင်ရသူငါလိုက်ရမည်ကဲတစ်ခေါက်လောက်ပူဇော်ကြည့်အိုခြင်းဆိုတဲ့သဘောတရားခမည်းတော်မေတော်ကြီးတို့ရဲ့တဏ္ဍာမှာမရှိဘူးလားရှိသလားပဋိမနဲ့ဥထားရတယ်ဒါကြောင့်ခမည်းတော်မေတော်ကြီးတို့ရဲ့တဏ္ဍာမှာအိုတတ်တဲ့ခန္ဓာကြီးရထားတော့ကိုဆရာတော်ဥပုညဏရကမပြောတော့လည်းပဲပြောတဲ့ကဲ့သို့ယောဂီတွေကိုဟိုနှုတ်ကလည်းပဲခမည်းတော်မေတော်တရားဟောတယ်အခုသေးသွားတော့လည်းပဲတကယ်ကြတော့တခြားပြရလားတရားပြရလားသေးတယ်အိုတယ်ဆိုတာဘာရှိလို့အိုတာအိုပြီးရင်ဒီတိုင်းနေမှာလားခမည်းတော်မေတော်ကြီးတို့နာအောင်မလားဒါဆိုလိုက်ဆိုလိုက်ပါနာခြင်းဗျာတိဆွဲငင်ရသူငါလိုက်ရမည်နာခြင်းဗျာတိဆွဲငင်ရသူငါလိုက်ရမည်ကဲတစ်ခေါက်လောက်ပူဇော်မယ်နာခြင်းဆိုတဲ့သဘောတရားတခြားရှိလို့လားခန္ဓာရှိလို့လားနာတယ်ဆိုတော့ခမည်းတော်မေတော်ကြီးတို့ခန္ဓာရှိလို့ပါပဲခန္ဓာမရှိရင်နာခြင်းနဲ့ဆိုလို့နာလို့ရပါမလားဩနာတယ်ဆိုတာဘာရှိလို့နာတာဩငါမှတော့နာပြီးတော့ပြသွားပြီဆိုတဲ့သဘောတရားဆရာတော်ကမပြောဘူးလားအဲ့ဒါပြောတော့ခမည်းတော်မေတော်ကြီးတို့ကနေပြီးတော့ဩရာနာရာရှိတဲ့မိုးခင်မနာခင်မှာတို့ဒါနသီလသမထဝိပဿနာအလုပ်တွေကိုနေ့မလုပ်ပဲနဲ့မြန်လုပ်ကြမယ်ဒီလိုအတွေ့လေးရှိရမှာလေမရှိရမှာလားရှိရမှာလားဒါဆိုခမည်းတော်မေအိုပြီးရင်ဘာဖြစ်မယ်နာအောင်လေအိုပြီးရင်ဘာဖြစ်မယ်ဟောခမည်းတော်မေတော်ကြီးတို့ကြည်ရတာသိချင်းနေပြီနဲ့တူတယ်အိုပြီးရင်ဘာဖြစ်မယ်နာပြီးရင်ဒါဆိုလိုက်ဆိုလိုက်ပါနာခြင်းမရဏဆွဲငင်ရသူငါလိုက်ရမည်နာခြင်းမရဏဆွဲငင်ရသူငါလိုက်ရမည်သိချင်းနော်ခမည်းတော်မေတော်ကြီးတို့ဟုတ်ရဲ့လားခန္ဓာရရင်မသေးရမှလားသေးရမှလားဒါကြောင့်ခန္ဓာရလို့သေးရတဲ့ပုဂ္ဂိုလ်တိုင်းဟာကိုခမည်းတော်မေတော်ကြီးတို့တို့လဲဘာရထားတာလဲလို့ဒါလေးပြန်လဲသုံးသပ်ဖို့လိုတာပေါ့ဆရာတော်ဥပုညဏန္ဒလဲဘာရထားကိုခမည်းတော်မေတော်ကြီးတို့လဲဘာရထားဒီခန္ဓာရတဲ့အခိုက်အတန့်လေးမှာအိုခြင်းနာခြင်းသိခြင်းဆိုတဲ့သဘောတရားတွေဆင်ញင်ရမယ်မသိခင်မှာလည်းပဲဘဝရဲ့မှတ်တိုင်ဘဝရဲ့ကြောက်တိုင်လေးတွေခမည်းတော်မေတီထောင်ပြီးတော့သွားရမယ်လေလူသေးတော်လည်းပဲနာမည်မသိအောင်ဘာတွေကြံရင်ခင်မလဲဒါလေးကြိုးစားရမှာလေအခုခမည်းတော်မေတော်ကြီးတို့ဆရာတော်ဥပုညဏပြန်တော်မူတာ2နှစ်နဲ့2လရှိသွားပြီသို့ပြင်တို့ညတော်လဲယနေ့သာသနာကြီးထွန်းကားပြီးတော့မနေဘူးလားနေသလားအဲ့ဒီလိုလှုပ်ဆောင်ချက်တွေလိုပါသည်မလိုဘူးလားလို့သလားဆရာတော်ကခမည်းတော်မေတို့သူကိုယ်တိုင်လဲဒါနသီလသမထဝိပဿနာအလုပ်တွေမကြိုးစားဘူးလားကြိုးစားသလားအဲ့ဒါကိုခမည်းတော်မေတို့အတုခိုးရမှာပေါ့အတုမခိုးရမှာလားခိုးရမှာလားအတုခိုးရမယ်ခန္ဓာရနေတဲ့အခိုက်မှာတော့လည်းပဲနှလုံးသွင်းထားဖို့ခမည်းတော်မေတော်ကြီးတို့တပြေးတရွေ့နဲ့ဟဲ့ဒီခန္ဓာကြီးကပြိုခြင်းမှလန်းဆုံးလားအိုခြင်းမှလန်းဆုံးလားလိုက်ဆိုလိုက်ပါတရက်ကုန်ပြန်ငါယုတ်နံသေယံတရက်နီးခဲ့ပြီတရက်ကုန်ပြန်ငါယုတ်နံသေယံတရက်နီးခဲ့ပြီကဲတစ်ခေါက်လောက်ပူဇော်မယ်က
ကိုယ်ခန္ဓာပေါ်မှာခမည်းတော်မေတော်ကြီးတို့အဲ့ဒါလိုဉာဏ်လေးနဲ့သုံးသပ်ရမယ်ဟုတ်ရဲ့လားမရဏနုဒ္တိကမ္မထံလေးစီးပြန်ပြီးတော့ပေးနေတာပေါ့ခမည်းတော်မေတော်ကြီးတို့ဘဝခန္ဓာမရဘူးလားဩတလဆိုတာရက်ကနေပြီးတော့ရောက်သွားတာတနှစ်ဆိုတာလကနေပြီးတော့ရောက်သွားတာဒီသဘောလေးဒီခမည်းတော်မေတော်သုံးသပ်ရမှာပေါ့ရက်ပြီးရင်တခြားလာမလားလလာမလားကဲလိုက်ဆိုလိုက်ပါတလကုံပြန်ငါယုတ်နံသေယံတလနီးခဲ့ပြီခမည်းတော်မေတော်ကြီးတို့တပြေးတပြေးနဲ့ခန္ဓာကိုယ်ကြီးကပျက်စီးယုံရင်းပြီးတော့မနေဘူးလားနေသလားဟောဒါလေးတွေညံလေးနဲ့ဆင်ခြင်ပေါ့အခုဆရာတော်ဘုရားကအခုခမည်းတော်မေတော်ကြီးတို့တရားသဘောတွေပြပြီးတော့သွားတာပဲတကယ်ဆိုရင်ခမည်းတော်မေတော်တို့မိသူမိဝါတူတယောက်ကမှကိုယ့်ကိုယ်သိမယ်လို့များထင်သလားမထင်တာပါဘူးခမည်းတော်မေတော်ကြီးတို့သိပြီးတော့သတိတံဝကသမဇညသိရဖို့ကောင်းတာပဲဘာလို့ရဖို့ကောင်းတယ်လဲဘုရားဟောတဲ့တရားကမသိခြင်း၅ပါးတဲ့ခမည်းတော်ဘယ်သိခြင်းကိုမှသိရမယ်ဘယ်နေရာမှာသိရမယ်ဘယ်မြို့မှာသိရမယ်ဘယ်နေရာမှာမြုပ်မယ်ဘယ်နေရာမှာမိသိကြိုမယ်ဘယ်ကိုရောက်မယ်ဘယ်သူမှကြိုတင်ပြီးတော့မသိထားပါဘူးတဲ့သိထားသလားမသိထားဘူးနော်ဒါဆိုဆရာတော်ဥပုညဏန္ဒဟာခမည်းတော်မေတော်ကြီးတို့မြန်မာပြည်သားပဲလေသေတော့ဘယ်မှာသေရအိန္ဒိယမှာသေရတယ်ဆရာတော်ဥပုညဏန္ဒလည်းတခြားရတာလားခန္ဓာရတာလားခမည်းတော်မေတော်ကြီးတို့လည်းတခြားရတာလားခန္ဓာရတာလားဩခန္ဓာရရင်ဒီသဘောလေးတွေမရှိဘူးလားရှိသလားအဲ့ဒီသဘောလေးတွေခမည်းတော်မေတော်သိပြီးတော့ဆရာတော်ကိုကျေးဇူးဆက်ဆမ်းပါတဲ့ဆရာတော်တရားနဲ့ကျေးဇူးဆက်နေတာလေဟုတ်တကယ်တော့ဒီနေ့ရခမည်းတော်မေတော်ကြီးတို့ရက်တဲ့ရွာတဲ့နဲ့ပြောရင်ဒါဆရာတော်ကိုခမည်းတော်မေတော်ကြီးတို့ဟိုကျေးဇူးဆက်ပွဲလဲဟုတ်တယ်လွမ်းတဲ့သဘောလဲပါတာပေါ့လေနော်လွမ်းမိတယ်တန်တမိတယ်ဆိုတဲ့သဘောလေတကယ်ကြတော့သူကိုယ်တိုင်ခမည်းတော်မေတော်တီတောင်းသွားတဲ့ဒီဟိုသူ့ရဲ့တာဝကတွေလေတကယ်ကိုပဲထက်မြက်တယ်တကယ်တော်တဲ့ပုဂ္ဂိုလ်ပါပဲတဲ့သာသနာတော်မှာခမည်းတော်မေတော်ယနေ့ချိန်ထိအောင်ရှိနေမယ်ဆိုရင်လည်းပဲယနေ့ထိအောင်သာသနာတွေပို့ပြီးတော့မထွန်းကားမှာလားထွန်းကားမှာပါခမည်းတော်မေတော်ကြီးတို့တကယ်တော့သာသနာအာဇာနကြီးရောက်သွားတယ်ဆိုတော့သာသနာတွေဆုံးရှုံးနစ်နာခြင်းတစ်ခုပါပဲဟုတ်ရဲ့လားဒါဆိုရင်ခမည်းတော်မေတော်ကြီးတို့ဟုတ်ပြီတဲ့အခုယောဂီတို့ဦးဇင်းတို့ရထားတဲ့လာကနေနှစ်ကရက်ကနေပြီးတော့လာကနေပြီးတော့နှစ်ခမည်းတော်မေတော်ကြီးတို့တဖြည်းနဲ့ပြိုးလာတာလားအိုးသွားတာလားကဲလိုက်ဆိုလိုက်ပါတနေ့ကုန်ပြန်ငါယုတ်နံသေယံတနှစ်နီးခဲ့ပြီတနှစ်ကုန်ပြန်ငါယုတ်နံသေယံတနှစ်နီးခဲ့ပြီကဲတစ်ခေါက်လောက်ပူဇော်ပါဦးဘယ်ပေါ်မှာဆင်ခြင်နေတာလဲပြောတော့ခမည်းတော်မေတော်ကြီးတို့ရထားတဲ့ခန္ဓာပေါ်မှာဆင်ခြင်နေတာဘယ်ပေါ်မှာဆင်ခြင်နေတာအဲ့ဒါလို့ဆင်ခြင်မှုအားတွေနဲ့ပြီးဆိုရင်တော့ခမည်းတော်မေတော်ကြီးတို့ကိလေသာတွေလာပါလိမ့်မယ်ဘာတွေလာမယ်ကိလေသာဆိုတာကလောဘသည်တခြားလားကိလေသာလားဒေါသသည်တခြားလားကိလေသာလားမောဟတိတခြားလားကိလေသာလားဒါဆိုခမည်းတော်မေတော်ကြီးတို့တဏ္ဍာမှာလောဘလေးမဖြစ်ဘူးလားလောဘလေးဖြစ်ရင်တခြားလို့ရမှာလားတရားနဲ့ကြည်ရမှာလားဟောတရားနဲ့ကြည်မယ်ဉာဏ်နဲ့ရှုမယ်ဆိုရင်အဲ့ဒီလောဘလေးတည်တာပေါ့ဟုတ်ရဲ့လားဒါကြောင့်ခမည်းတော်မေကိုယ့်ရဲ့တဏ္ဍာမှာလောဘဖြစ်မယ်ဒေါသတွေဖြစ်မယ်မောဟတွေဖြစ်နေမယ်ဆိုရင်ဖယားရဲ့အဆုံးအမကိုခမည်းတော်မေတို့သွားပြီးတော့တတိယရမယ်တဲ့လောဘရွှေကိုစင်စီလို့ဒါနရေကိုချိုးရမယ်ခမည်းတော်မေတော်ကြီးတို့ရဲ့တဏ္ဍာမှာလောဘမရှိဘူးလားကဲလိုက်ဆိုလိုက်ပါလောဘရွှေကိုစင်စီလို့ဒါနရေကိုချိုးရမယ်လောဘချွေးကိုစင်စီလို့ဒါနရေကိုချိုးရမယ်
ဲတစ်ခေါက်လောက်ပူဇော်ပါဦးခမည်းတော်မေတော်ကြီးတို့ရဲ့တဏ္ဍာမှာလောဘတွေမရှိဘူးလားရှိသလားလောဘဆိုတာကခမည်းတော်မေတော်ကြီးတို့ကိုယ်ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေကိုမပေးရမလူရတာကိုလောဘလို့ခေါ်ပါသည်ကိုယ်ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာယရနာရွှေငွေတွေကိုအလုံးသောတတ္တဝါတွေချမ်းသာစေဖို့ရန်အတွက်အေးမြစေဖို့ရန်အတွက်အဲ့ဒီပစ္စည်းကိုအကြောင်းပြုပြီးတော့တရားတူတရားမြတ်တွေရဖို့ရန်တွေလူတန်းနေဆိုတဲ့သဘောတရားသည်လောဘရွှေကိုစင်ကြဲနေတာပါဟုတ်ရဲ့လားလောဘဆိုတဲ့သဘောတရားကိုအာလောဘဆိုတဲ့သဘောတရားနဲ့ခမည်းတော်မေတော်ကြီးတို့ရဲ့တန်တမှာငြိမ်အေးပြီးတော့နေတယ်ငြိမ်သက်ပြီးတော့နေတယ်ဒီနေ့ဒါနတွေမပြုဘူးလားဩဒါနပြုပြီးတော့ဒီတိုင်းနေတာဟုတ်ရဲ့လားဒါနနဲ့ရောက်ရဲတင်းတင်းပြီးတော့မနေပါနဲ့တဲ့သီလတရားတွေလည်းပဲဖြည့်ဆည်းပါအောင်နေခမည်းတော်မေတော်ကြီးတို့ရဲ့တဏ္ဍာမှာလောဘပြီးရင်ဘာလာမလဲပြောရင်ဒေါသလာမယ်ဒေါသဆိုတာကပူလောင်စေတဲ့သဘောညှဉ်းနှွမ်းစေတဲ့သဘောတရားနှိမ့်ဆက်တယ်ဆိုတဲ့သဘောတရားဒေါသတွေအပြင်းထန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ခမည်းတော်မေတော်ကြီးတို့နှစ်ပူကြောကြီးကလည်းတင်ပြီးတော့နေတဲ့မျက်လုံးတွေကလည်းနေပြီးတော့နေတဲ့ရုပ်ဆင်းအင်္ဂါတွေဆိုးပြီးတော့နေတဲ့ဘာဖြစ်နေလို့ပါလဲဒေါသဖြစ်တဲ့ပုဂ္ဂိုလ်သိပြီးတော့ရုပ်ဆိုးသွားတာပဲတဲ့မဆိုးဘူးလားဆိုးသလားသာဒေါသစိတ်တံသာဒေါသစိတ်တံဒီပဇာနာတိကိုယ့်ရဲ့တဏ္ဍာမှာဒေါသဖြစ်ရင်ဖြစ်တယ်လို့သိပေးရမယ်ကြည့်ပေးရမယ်ရှုပေးရမယ်ဖះမဆုံးမဘူးလားဒါဆိုလိုက်ဆိုလိုက်ပါဒေါသရွှေကိုစင်စီလို့သီလရေကိုချိုးရမယ်ဒေါသချွေကိုစင်စီလို့သီလရေကိုချိုးရမယ်ကဲတစ်ခေါက်လောက်ပူဇော်မယ်ဒေါသဆိုတာကခမည်းတော်မေတော်ကြီးတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်နေမယ်ဆိုလို့ရှိရင်ကံ၅ပါးတွေကိုကျူးလွန်နိုင်ပါသည်သူတော်ဘာတွေရဲ့အသက်ကိုတတ်တဲ့ဆိုတာစာနာမှုဆိုတဲ့တရားတွေမရှိပါဘူးမေတ္တာဆိုတဲ့သဘောတရားတွေခန်းချောက်သွားပါသည်အဲ့ဒါဒီဘာလဲပြောရင်ဒေါသသူတော်ဘာတွေရဲ့အသက်ကိုမတတ်တော်ဘူးအလုံးသောတတ္တဝါတွေကျမ်းမာချမ်းသာကြပါစေလို့ဆန္ဒပြုလိုက်တာကအာဒေါသအဲ့ဒီဒေါသကနေပြီးတော့အာဒေါသဖြစ်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့တဏ္ဍာမှာဘာရှိရမလဲပြောရင်သီလရှိရမယ်ဘာရှိရမယ်ဟောသီလဆိုတာကစောင့်ထိန်နာခမည်းတော်မေတော်ကြီးတို့သူတော်ဘာတို့ရဲ့အသက်ကိုမတတ်ဘူးအဲ့ဒါသီလသူတော်ဘာရဲ့ဥစ္စာမခိုးဘူးအဲ့ဒါသီလဘာနဲ့ရှင်သွားတယ်လဲပြောရင်မေတ္တာနဲ့ရှင်သွားတယ်တဲ့ဘာနဲ့ရှင်မေတ္တာနဲ့ရှင်ရင်မအေးချမ်းဘူးလားအေးချမ်းတယ်တတ္တဝါတွေခမည်းတော်မေတော်ကြီးတို့မေတ္တာတရားတွေကိန်းရင်တယောက်နဲ့တယောက်တဦးနဲ့တဦးအိတ်သာမစ္စရိယမာမာနာတွေလည်းပဲထားစီရမလို့တော့ပါဘူးအသက်တွေလည်းပဲတိုးစေရမလို့တော့ပါဘူးအခုအသက်တွေတိုးတယ်အသက်တွေရှည်ခြင်းကနေပြီးတော့စုပ်လျော်တယ်ဆိုတာခမည်းတော်မေတော်ကြီးတို့သီလတရားတွေပျက်စီးနေတဲ့အတွက်ကြောင့်မေတ္တာတရားတွေခေါင်းပါနေတာဖြစ်တဲ့အတွက်ကြောင့်အသက်တွေတိုးရပါသည်အသက်မတိုးခြင်းတဲ့ပုဂ္ဂိုလ်များပါနဲ့ပြည့်ရမယ်သီလနဲ့ပြည့်ရမယ်အရိဒါနဆိုတဲ့သဘောတရားတွေပြည့်အောင်သီလဆိုတဲ့သဘောတရားတွေပြည့်အောင်ယနေ့တရားနာနေတာသည်ဘသူကိုအကြောင်းပြုပြီးတော့တရားနာရပါလေဆရာတော်အရှင်ပုံညာနန္ဒကိုအကြောင်းပြုပြီးတော့ခမည်းတော်မေတို့ကျေးဇူးလဲဆက်ရင်နဲ့တရားလည်းပဲနာရတယ်ကျေးဇူးမဆက်ဘူးလားဆရာတော်ဘုရားကြီးသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုဥထိပ်ပန်းစင်ထားပြီးတက္ကလ
ဘယမရှိတဲ့တန်ဃာတော်ရှင်သူများအပါ600တို့ကိုခမည်းတော်မေတော်ကြီးတို့ဂုံကိုရေမှန်းပြီးတော့တန်ကတ္တဒေမနိဗ္ဗာန်တပစ္စယောဟောတုယနေ့ယခုအာယုံစွမ်းနေအာဟာရတွေလူရန်ရတဲ့ကုသိုလ်ကောင်းမှုကစေတနာတို့ကြောင့်နိဗ္ဗာန်ဤအထောက်အပံ့ဖြစ်ပါစေအလုံးသောဝိနည်းတွေလည်းဤလိုပြုလို့ရတဲ့ကုသိုလ်ကောင်းမှုများကိုအမြရပြီးတော့ချမ်းသာကြပါစေကြိုတန်းဝင်ကြပါစေလို့စိတ်ဆန္ဒပြုပြီးတော့လှုပ်တာသည်မေတ္တာနဲ့မရှင်ဘူးလားတတ္တဝါတွေအေးဖို့ဆိုပြီးတော့ခမည်းတော်မေတော်ကြီးတို့ဆရာတော်ဘုရားကိုအမှုပြုပြီးတော့ခမည်းတော်မေတန်ဃာတော်တွေကိုဒီနေ့ဆွမ်းလောင်းလိုက်တာမမြတ်ဘူးလားမြတ်သလားဆွမ်းလောင်းလိုက်တာမြတ်လိုက်တာပေါ့အသွင်လက္ခဏာကြည်နှုံးကလည်းခမည်းတော်မေတော်ကြီးတို့စိတ်ထဲမှာကြည်နူးရတယ်ဂုံကိုကြည်လိုက်တော့လည်းပဲစိတ်ထဲမှာပို့ပြီးတော့ကြည်နူးရတယ်မကြည်နူးရဘူးလားကြည်နူးရသလားတန်ဃာတော်ရှင်သူမြတ်တွေဆိုတာကသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာတွေကိုထမ်းဆောင်ပြီးတော့ပတ္တိယပฏิပတ်ဆိုတဲ့တောင်းတွေကိုထမ်းဆောင်နေတဲ့တန်ဃာတော်ရှင်သူမြတ်တွေကိုခမည်းတော်မေတော်ကြီးတို့ယနေ့ဆရာတော်ဘုရားကိုအကြောင်းပြုပြီးတော့ဆရာတော်ဖယားအတွက်ကျေးဇူးဆက်သောအပြင်စွမ်းနေလူလိုက်ပြီမလူဘူးလားလူသလားလူတယ်ဒါကြောင့်ခမည်းတော်မေတော်ကြီးတို့ရဲ့တဏ္ဍာမှာလည်းပဲဒီတိုင်းမှာပဲတဲ့ပฏิယတ်တွေလည်းပဲသာသနာပြုနေတဲ့ပฏิပတ်ဆိုတဲ့တရားထိုင်ခြင်းအလုပ်တွေလည်းပဲမလုပ်ဘူးလားလုပ်သလားသိပြီးတော့ကြည်နူးစရာမကောင်းဘူးလားကြည်နူးစရာကောင်းပါတယ်ဘာလို့ကြည်နူးစရာကောင်းတယ်လဲပြောရင်ဟိုဆရာတော်ဥပုံညာဏတာဆုံးသွားတာကိုတွေးနေရင်တော့ဝမ်းနည်းစရာကြီးပဲပေါ့သို့ပင်သူညာတဲ့ဓမ္မရှုတော်ကကြည်ရင်ဘဝခန္ဓာရထားတဲ့ပုဂ္ဂိုလ်ဟာရှင်ခြင်းနဲ့သိခြင်းမရှိဘူးလားရှိသလားဒါတော့ခမည်းတော်မေတော်ကြီးတို့ဒီဒုက္ခဆိုတဲ့သဘောတရားတွေကတော့ဥစဉ်တို့ဓမ္မစကြာတရားမှာလည်းပဲဟောထားတာပဲလေဇာတိဒုက္ခဗျာတိဒုက္ခမရဏဒုက္ခဟုတ်ရဲ့လားအပိယိတမယောဂဒုက္ခပိယိဝိပယောဂဒုက္ခယံပိဿန္နလပတိချစ်တဲ့ပုဂ္ဂိုလ်နဲ့နေရာမချစ်တဲ့ပုဂ္ဂိုလ်နဲ့နေရာမရလို့လည်းပဲဒုက္ခ9ချက်တောင်ဟောတာလေအဲ့ဒီဒုက္ခတွေရတယ်ဆိုတာကလည်းခမည်းတော်မေတော်အားလုံးပဲခြုံကြည့်လိုက်ဇာတိဒုက္ခရတယ်ဆိုတာလိုချင်လို့ရတာလားမလိုချင်မဲနဲ့ရတာလားမလိုချင်မဲနဲ့ရတာလေဇာတိပဋိသန္ဓေနေရတဲ့ဒုက္ခအင်မတန်မှမဆင်းရဲဘူးလားပဋိသန္ဓေနေရပြီဆိုလို့ရှိရင်ခမည်းတော်မေတော်ကြီးတို့ဇရာပြီးရင်တဲ့ခမည်းတော်မေတော်ဗျာတိနာတဲ့သဘောလာမေဗျာတိမလာမလားလာမလားအိုတယ်ဆိုတာချမ်းသာပြီးတော့အိုတာလားဆင်းရဲပြီးတော့အိုတာလားသေတယ်ဆိုတာဆင်းရဲပြီးတော့ချမ်းသာပြီးတော့သေတာလားဆင်းရဲပြီးတော့သေတာလားဆင်းရဲပြီးတော့သေတာခမည်းတော်မေတော်ကိုနေခြင်းတဲ့ပုဂ္ဂိုလ်နဲ့မနေရရင်လည်းပဲကိုကွင်းရရင်လည်းပဲဆင်းရဲတာပဲဒါကြောင့်ခမည်းတော်မေတော်လောကကြီးထဲမှာရှင်ခွဲသေခွဲတွေလည်းရှိပါသည်ရှင်သူသေသူဆိုတာလည်းပဲရှိပါသည်လောကထဲမှာမရှိဘူးလားရှိသလားကွဲကတော့ခမည်းတော်မေတော်ကြီးတို့ဘယ်သူအရင်ကွဲမလဲဆိုတာမသိတာကွဲတာကတော့အသေးချာကွဲမှာပဲပစ္စည်းဥစ္စာနဲ့လည်းပဲသူကအရင်ခွဲရင်ခွဲသူရင်မခွဲရင်ကိုရင်ခွဲမယ်ကိုကရင်ခွဲရင်ခွဲကိုမခွဲရင်သူခွဲမယ်ခွဲကတော့ခမည်းတော်မေတော်ခွဲကြရမှာပဲဘလောက်ပဲခမည်းတော်မေတော်အတူတူနေခြင်းပါတယ်ပြောကိုယ်ဆန္ဒကိုယ်သဘောလိုက်တယ်လားတနေ့တစ်ချိန်ကြရင်ခွဲရပါလိမ့်မယ်မခွဲခင်ကခွဲကြပါမခွဲခင်ကခွဲထားပေးရမယ်ခမည်းတော်မေတော်ကြီးတို့ဘာနဲ့ခွဲရမလဲပြောရင်ဉာဏ်နဲ့ခွဲရမယ်ဘာနဲ့ခွဲရမယ်ဉာဏ်နဲ့ခွဲရင်ဘာတွေငြိမ့်မလဲပြောရင်အပူတွေငြိမ့်မယ်ဘာတွေငြိမ့်မယ်အပူတွေကဘာလဲပြောရင်သောကပရိဒေဝဒုက္ခဒေါမနတာဥပါယတဆိုတဲ့သဘောတရားတွေအပူတွေငြိမ့်ပါလိမ့်မယ်အဲဒီလိုမှခွဲထားမှုမရှိဘူးဆိုလို့ရှိရင်ပရိဒေဝဒုက္ခဒေါမနတာဥပါယတဆိုတဲ့သဘောတရားတွေရင်ထဲမှာကိမ့်ပြီးတော့ခမည်းတော်မေတော်ကြီးတို့ဒုက္ခနဲ့တွေ့ပါလိမ့်မယ်။ဘာနဲ့တွေ့မယ်?
ရှင်လာစွမ်းသောသားလေးတွေသမီးလေးတွေလိမ္မာရေးကြရှိတဲ့သားလေးတွေသမီးလေးတွေကိုရင်ကံကထွက်သွားပြီဆိုလို့ရှိရင်ချမ်းသာပြီးတော့နေတာလားဆင်းရဲပြီးတော့နေတာလားကိုယ့်ရဲ့သားသမီးတွေဆိုတော့လေဒီသဘောတွေလာတယ်တဲ့အဲ့ဒါခင်မင်မှုသဘောတွေလာရင်ဒီသဘောတွေဖြစ်တတ်ပါသည်အဲ့ဒါခမည်းတော်မေတော်ကြီးတို့ခွဲထားကြပေါ့မခွဲရမလားခွဲရမလားခွဲထားပြရမယ်နော်ခွဲထားမှခမည်းတော်မေတော်ကြီးတို့ကိုယ့်ရဲ့သဘောဒါကြောင့်မလို့ကိုကညံလေးနဲ့ခွဲထားသာသမီခန္ဓာလည်းပဲခန္ဓာ၅ပါးကိုလည်းပဲခန္ဓာ၅ပါးအလုံးသောတတ္တဝါတွေလည်းပဲခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်မကွဲခင်ကခွဲထားပါပြန်ပြောဟဲ့ဒီတရားတစ်ပွဲလုံးဟောတဲ့ပုဂ္ဂိုလ်နာတဲ့ပုဂ္ဂိုလ်တွေအလုံးဟာတပြိုင်နဲ့သိကြမှာဟုတ်ရဲ့လားရှင်းနဲ့နောက်နဲ့ရှင်းနဲ့နောက်နဲ့သွားကြမှာပါတပြိုင်နဲ့တော့မဟုတ်ပါဘူးဒါကြောင့်ခမည်းတော်မေတော်ဘလောက်ပဲခမည်းတော်မေတော်ကြီးတို့ရေတင့်တယ်တဲ့ခန္ဓာကြီးပဲဖြစ်ဖြစ်မခွဲခြင်းပါဘူးဖေဟာမခွဲခြင်းပါဘူးဖေဟာသင်မင်းကိုလည်းပဲငွေကြေးတဏှာတွေနဲ့ခမည်းတော်မေတော်ကြီးတို့စုပ်လက်ထိုးလို့မထိုးရမယ်ဆိုလို့ရရဲ့လားမရပါဘူးခမည်းတော်မေတော်ကြီးတို့ရဲ့တကယ်ကြတော့ကိုယ့်ရဲ့အာကိုရအစဉ်တည်တရားသာလင်အာကိုရအစဉ်ဒါနသာလင်အာကိုရအစဉ်သီလသာလင်အာကိုရအစဉ်သမထဝိပဿနာသာလင်ကိုယ့်ရဲ့အာကိုရအစဉ်အာကိုမလွဲစီနဲ့နော်ခမည်းတော်မေတော်ကြီးအာကိုလွဲလို့တော်ပါမလားအေးခမည်းတော်မေတော်ရှိနေတဲ့အခိုင်ရှိစဉ်အခိုင်ကလေးမှဒါနနဲ့လည်းပဲပြည့်စုံရမယ်သီလနဲ့လည်းပဲပြည့်စုံရမယ်ဝိပဿနာဘာဝနာဆိုတဲ့သဘောတရားတွေနဲ့လည်းပဲပြည့်စုံပြီးတော့နေရမယ်အဲဒါလိုပြည့်စုံပြီးတော့နေမှတန်လင်ကိုဘဝနောင်ခါနောင်ရည်တွေတွေးရင်စိတ်ချမ်းသာမယ်စိတ်ဆင်းရဲမှုတွေမရနိုင်ပါဘူးဒါနနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှစိတ်မဆင်းရဲပါဘူးသီလနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှစိတ်မဆင်းရဲပါဘူးဝိပဿနာခန္ဓာပေါ်မှာဉာဏ်ရောက်ပြီးတော့ရှုနေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှခမည်းတော်မေတော်ကြီးတို့စိတ်မဆင်းရဲပါဘူးစိတ်ဆင်းရဲသလားမဆင်းရဲပါဘူးတဲ့ဦးဇင်းတို့ကိုယ်ကွယ်နေတဲ့ဘုရားရှင်ကိုရောမြတ်ကြီးခမည်းတော်မေတော်ကြီးတို့ဟိုအလောင်းတော်တုန်းကမွေးဖွားလာတာဝိတန္တရာမင်းလေးသားလေးလေအဲ့ဒီမှာမွေးဖွားကာစားမှာပဲခမည်းတော်မေတော်ကြီးတို့ရေသားလေးကနေပြီးတော့ဇကားပြောတယ်မေတော်ကြီးဘာများလူစရာရှိသလဲအဲ့ဒီမှာအမေဖြစ်တဲ့ပုဂ္ဂိုလ်ကဩငါရဲ့သားအာဇာနည်လေးသားမြတ်ကလေးသားထူလေးပဲမွေးကာစားခလေးလေးပဲရှိသေးတယ်ဟဲ့ဘာလူစရာရှိတယ်လဲလို့မေးတယ်တော်လိုက်တဲ့သားကလေးကောင်းလိုက်တဲ့သားကလေးမြက်လိုက်တဲ့သားကလေးအမေတွေအဖေတွေကလေအဲ့ဒီမှာခမည်းတော်မေတော်ကြီးတို့ရဲ့တခါတည်းမှာပဲလူစရာတခါတည်းလက်စွပ်တွေပါချွတ်ပေးတာချွတ်ပြီးတော့ခလေးကတော့လက်စွပ်တွေမနိုင်ဘူးပေါ့ခလေးတဘာဝဒါပေမဲ့လို့လက်ကလေးနဲ့တွန်းပေးတဲ့တွန်းပြီးတော့ကြတော့ဘေးနက်ကရှိတဲ့ခမည်းတော်မေအထိန်တော်တွေကနေပြီးတော့ဟဲ့အထိန်တော်တို့ကြီးငါသားလေးကအလူပေးနေတာဟဲ့ယူကြဟဲ့တခါတည်းခမည်းတော်မေအထိန်တော်တွေတခါတည်းရတာပေါ့သားလေးကလှူဒန်းနေတာနော်အခုမှမွေးကာစခလေးလေးဘာနဲ့ပြောနေတာဒါနနဲ့ပြောနေတာဘာနဲ့ပြောနေတာဟောသူတော်ကောင်းတို့ခမည်းတော်မေတို့စဉ်းစားကြည့်စမ်းမှာလူဘဝရလာတဲ့အခိုက်မွေးလာပြီဆိုရင်ခမည်းတော်မေတို့ပြုံးလာတာလားငိုးလာတာလားလောကထဲမှာမွေးတဲ့ကလေးအားလုံးကခမည်းတော်မေတို့ကြီးတို့ဥဝဲနဲ့ငိုးလာတာလေအခုခမည်းတော်မေတို့ဖယားလောင်းလေးခမည်းတော်မေငိုးလာတာလားပြုံးလာတာလားမတူဘူးနော်တူရဲ့လားဖယားလောင်းတို့ခမည်းတော်မေမငိုဘူးတဲ့ဘာလူစရာရှိတယ်လဲဆိုပြီးတော့ဝမ်းတွင်းကထွက်တန့်တူတာတဲ့အရွယ်လေးရောက်လာလို့ခမည်းတော်မေတို့နားမှာနှထောင်းလေးတွေပန်ဆင်ထားတယ်ဟောလက်မှာလည်းလက်စွပ်လေးတွေဝစ်ပေးထားတယ်ဝစ်ပေးရင်လည်းဝစ်ပေးတဲ့ခဏလေးပဲတဲ့ချွတ်ပြီးတော့လှူတာတဲ့ခမည်းတော်မေတို့လှူလို့ရှိရင်လည်းပဲတခါတည်းမှာပဲဟိုအထိန်တော်တွေကအမေကြီးရေကျမတို့ကတော့ဒီမဲ့သားလေးကလှူနေတယ်ဟဲ့သားကလှူရင်ယူသားယူဟိတ်ဒါနနဲ့ပြောတာဘာနဲ့ပြောဒါကြောင့်ခမည်းတော်မေများသောအားဖြင့်အငိုးနဲ့စပြီးတော့အငိုးနဲ့ဆုံးတာများတယ်အငိုးနဲ့စပြီးတော့ဒီနေ့တော့ခမည်းတော်မေတော်ကြီးတို့အငိုးနဲ့စပြီးတော့အပြုံးနဲ့ဆုံးစီဘာနဲ့ဆုံးမယ်အကုသိုလ်တွေရှိတဲ့ပုဂ္ဂိုလ်တရားဟာပြုံးနိုင်ပါမလား
ဒါနသီလသမထဝိပဿနာဆိုတဲ့ကုသိုလ်တရားတွေရှိနေတဲ့ပုဂ္ဂိုလ်တရားဟာမဲ့မှလားပြုံးမှလားအေးဒါကြောင့်မိတော်မေတော်ကြီးတို့လာတော့ကတော့အားလုံးဟာငိုပြီးတော့လာကြတာပြန်ရင်တော့ငိုပြီးတော့မပြန်ကြနဲ့ပြုံးပြီးတော့ပြန်ကြဘလို့ပြန်မယ်မိတော်မေတော်ကြီးတို့လေးကျင်ကန်လုပ်ပြီးပြီလားလေးကျင်ကန်လုပ်တယ်ဆိုတာဒါနသီလသမထလုပ်ရင်ဒါလေးကျင်ကန်လုပ်နေတာလေဘလောကထဲမှာမှန်ရှိမှသွားပြုံးမှကိုကပြုံးတာမဟုတ်ဘူးခမီးတော်မေတော်ကြီးတို့ရဲ့ပြုံးတာဟုတ်ရဲ့လားအဲ့ဒါအသက်ကလေးကြီးလာတော့လေနောက်ဆုံးခမီးတော်မေကြီးလိုက်တော့ဟောစင်ပြူတော်ကြီးကိုလှူဒန်းပြီမလှူဘူးလားလှူဒန်းတာပဲနောက်ဆုံးသုတိတနတ်ပြည်မှာနတ်စည်းစိမ်နေခံစားဟောမဟောတရာတို့ခမီးတော်မေတော်ကြီးတို့တခါတည်းမွေးဖွားလာတဲ့ဖယားလောင်းမဟောတရာလေးပညာရှိလေးမွေးလာတော့ခမီးတော်မေတော်ကြီးတို့သူ့ရဲ့လက်ထက်မှာဆေးကံများကင်မွေးလာသလားမသိဘူးတဲ့ထပြီးတော့ပြောတယ်တဲ့ဟိုက်သားရဲ့လက်ထက်ကဆေးတုံဟာအလုံးသောတတ္တဝါတွေချမ်းသာဖို့ရန်အတွက်ယောဂပျောက်ဖို့ရန်အတွက်အမေဆေးကူမယ်ဟုတ်ရဲ့လားမဟောတရာလေဒါကြောင့်ခမီးတော်မေတော်ကြီးတို့လောကထဲမှာတကယ်ဟိုဦးဇင်းတို့ဖះလောင်းอ่ะခမီးတော်မေတော်ကပြုံးပြီးတော့လာတာနော်ငိုလာတာလားပြုံးလာတာလားပြုံးလာတာလူမှုတမ်းမှုဒါနသီလသမထဝိပဿနာတွေနဲ့ပြည့်စုံအောင်အမြဲတမ်းဖြည့်ဆည်းပြီးတော့ကျင့်သုံးနေတဲ့တကယ်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်အာဇာနေကြီးပါတဲ့ဘယ်ပုဂ္ဂိုလ်နဲ့မှနှိုင်းလို့မရပါဘူးတဲ့ရသလားဒါဆိုခမီးတော်မေတော်ကြီးတို့မကောင်းဘူးလားကောင်းသလားဘာလို့ကောင်းတာလဲပြောတော့အတုခိုးဖို့ကောင်းတာဘာလို့ကောင်းဘာလို့အတုခိုးတာအတုခိုးခိုင်းတာလဲပြောရင်ခမီးတော်မေတော်ကြီးတို့လောကထဲမှာဘဝခန္ဓာရထားရင်အပြုံးနဲ့ပြန်ကြတာလားအငုံနဲ့ပြန်ကြတာလားဘယ်လိုအငုံနဲ့ပြန်ကြတာလဲသားလေးရှိရင်သားကိုခင်တယ်သမီးရှိရင်သမီးကိုခင်တယ်မြေရှိရင်မိကိုခင်တယ်ခင်စရာအလုံးကိုခင်မင်တတ်တဲ့သဘောတည်းတခြားလားပုရုဇဉ်လားကပြုတ်ပြီးပြန်มาလားမဲ့ပြန်มาလားမဲ့ပြန်มาပေါ့သားသမီးဆွေမျိုးခင်ပြီးရင်တော့ तू မဲ့มาပေါ့မမဲ့มาလားမဲ့มาလားသားလေးကိုခင်တယ်ဆိုတာကတခြားလားတဏှာလားသားတဲ့သမီးတွေစည်းဝဥစ္စာတွေကိုခင်းနေဆိုတာကတဏှာဆွဲလန်းနေဆိုတာကဥပါဒံကာယကံဝစီကံမနောကတွေလည်းပြုကပြောကလုကနဲ့နေရာကကာမဘဝပစ္စယစာတိပြုံးပြီးပြန်လာလားမဲ့ပြန်လာလားဟောမဲ့ပြီးတော့ပြန်သွားပြန်ပြီလောကထဲမှာအဲ့လိုပြန်တာတွေကများတယ်ဒီနေ့တော့ခမီးတော်မေတော်ကြီးတို့အနန္တကဝေကျေးဇူးရှင်ဖြစ်တဲ့ဤပုံညာယာမကျောင်းတိုက်ကြီးကိုစပြီးတော့တည်ထောင်သွားတဲ့ကျေးဇူးတော်ရှင်ဆရာတော်ရှင်ပုံညာနန္ဒဤ2နှစ်နဲ့2လပြည့်မှာကျေးဇူးဆက်သောအပြင်ဣတရားကိုနာလရသည်။ဩတို့ဆရာတော်ကဟောသွားတယ်အပြုံးနဲ့လာတော့ကအငုံနဲ့လာပြီးတော့တို့အပြုံးနဲ့ပြန်ရမှာပါလားဒီလိုလေးစိတ်ကူးနော်ကိုယ့်ရဲ့တဏ္ဍာမှာလောဘဖြစ်ရင်ဥစဉ်ကိုပြေးပြီးတော့တတိယလိုက်ဒေါသဖြစ်ရင်လည်းခမီးတော်မေတော်ကြီးတို့ဥစဉ်ကိုပြေးပြီးတော့တတိယလိုက်မောဟဖြစ်ရင်လည်းဥစဉ်ကိုတတိယပြီးတော့တတိယလိုက်ပြေးပြီးတော့လေဩလောဘဒေါသမောဟမဖြစ်ဘူးတို့ကိုပြောပါလားဖြစ်တော်လည်းဖြစ်မှာပေါ့ခမီးတော်မေတော်ကြီးတို့ရဲ့တကယ်ဥစဉ်ဆိုတာကလောဘဒေါသမောဟတွေနဲ့ခြံရံပြီးတော့ပြန်သွားတဲ့ပုဂ္ဂိုလ်သည်တဲ့အရှုံးနဲ့ပြန်တာဘာနဲ့ပြန်တာကိလေသာတရားတွေရင်ထဲမှာသိမ့်ပိုက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်ကအမျက်နဲ့ပြန်လာလားအရှုံးနဲ့ပြန်လာလားဒါနသီလသမထဝိပဿနာလုပ်တွေကိုမကြိုးစားပဲနဲ့ဒီတိုင်းသိသွားတဲ့ပုဂ္ဂိုလ်ကအမျက်နဲ့ပြန်လာလားအရှုံးနဲ့ပြန်လာလားကဲခမီးတော်မေတော်ကြီးတို့ဘာနဲ့ပြန်ကြမယ်အမျက်နဲ့ပြန်ကြမယ်ဘာနဲ့ပြန်ကြမယ်ဩဒါဆိုခမီးတော်မေတော်ကြီးတို့အငိုနဲ့အပြုံးနှမျိုးရှိတဲ့တဲ့ကအငိုနဲ့ပြန်မလားအပြုံးနဲ့ပြန်မလားမွေးလာတော့ကဘယ်လိုတွေမွေးလာကြအငိုနဲ့မွေးလာကြတာဟိုဗြဟ္မပြေကလာတဲ့ပုဂ္ဂိုလ်တွေကြတော့မငိုပါဘူးတဲ့ခမီးတော်မေတော်ကြီးတို့သူတော်ကောင်းတွေမငိုပါဘူးတဲ့တချို့မငိုတဲ့ခလေးလေးတွေရှိတယ်အဲ့ဒါတချို့ကမိဘတွေကမငိုကြတာကိုပဲငိုအောင်လုပ်ရသေးတယ်တဲ့ဟိုတုန်းကတော့မငိုလေခမီးတော်မေတော်ကောင်းလေပဲတဲ့
ဗြဟ္မဘီကလာတာတဲ့ဟိုဗြဟ္မဏကုမာရတို့မြတ်ခမီးတော်ဗြဟ္မဘီကလာတာအိမ်တော်ရဲ့သားကြလို့တောင်းမှခမီးတော်မေတို့တယောက်နဲ့တယောက်တဦးနဲ့တဦးညီကိုမောင်နှမလို့ဆက်ဆံပြီးတော့နောက်ဆုံးစီးပွားဥစ္စာတွေတခါတည်းစွန့်ပြီးတော့ယသိဟန်ပြုကြတာအဲ့ဒီမှာယသိနဲ့ဟန်ပြုတော့ငကိုတုံးကတော့တထေသားဘဝနဲ့တထေသမီးဘဝနဲ့နေရတော့ချွေကွက်နဲ့စားရွှေစွန်းနဲ့စားနေရတဲ့ပုဂ္ဂိုလ်တွေဟိုတော်တဲ့တောင်ထဲမှာတော့ခမီးတော်မေဖတ်ရွက်နဲ့စားရတာလေနောက်ဆုံးယောဂဝေဒနာတွေရတော့တခါတည်းမှာပဲသူ့ရဲ့ဟိုယသိမဝေကလူဘဝတော်ကဘာတော်တယ်လဲပြောတော့ဇနီးတော်တာပေါ့အဲ့ဒီမှာခမီးတော်မေတော်ကြီးတို့ကဲတို့ရွာနာသွားပြီးတော့ဆွမ်းခံပြီးတော့အာဟာရသုံးဆောင်ကြအောင်ဆိုပြီးတော့သွားတာအဲ့ဒီမှာခမီးတော်တရားရှုမှန်ရင်းနဲ့ပဲအဲ့ဒီအမျိုးသမီးအဲ့ဒီယသိမှာကသေသွားတာလေသေသွားတာပဲသူလည်းဘာရထားလို့လဲပြောတော့ခန္ဓာရထားလို့အဲ့ဒါခမီးတော်မေတော်ကြီးတို့ရေစောစောတုန်းကလူပေါင်းမှာမနေပဲနဲ့ယသိပေါင်းမှာနေပြီးတော့ဆွမ်းခံသွားရင်းနဲ့ဒီသတင်းကြတာဇေယပေါင်းမှာအမျိုးသမီးတစ်ယောက်သေလို့တယ်အမျိုးသမီးတစ်ယောက်လည်းသေလို့တယ်ရုပ်ကလည်းပဲချောလိုက်တာအသားလေးတွေကနုနုဖတ်ဖတ်နဲ့အဲ့ဒါနဲ့ယသိကခမီးတော်မေတော်ဆွမ်းခံကပြန်လာတယ်မတုံမလို့ပါဘူးတဲ့ဗြဟ္မပြေကလာတဲ့ပုဂ္ဂိုလ်ဘယ်ကလာတဲ့ပုဂ္ဂိုလ်ရင်ထဲမှာလည်းတရားရှိလို့ပေါ့ခမီးတော်မေတော်ကြီးတို့အဲ့ဒါခမီးတော်မေတော်ကြီးတို့ဘာမှဘာကြီးရကိစ္စဝိဇ္ဇာတွေမလုပ်ဖဲနဲ့စွန့်ခံလာတဲ့စွန့်လေးကိုအာဟာရတွေသုံးဆောင်ပြီးတော့အဲ့ဒီမှာခမီးတော်မေတော်ကြီးတို့ဟိုကိစ္စဝိဇ္ဇာလုပ်ဖို့လုပ်နေတဲ့ချိန်ဘေးကလူတွေကမေးတဲ့ယသိလေးဒီယသိမလေးကဘာများတော်ခဲ့ဘူးပါသလဲဟိုးလူဘဝတုန်းကတော့ဇနီးမယားတော်ခဲ့ဘူးပါတယ်ဩဒီလောက်ချောတဲ့လာတဲ့ကိုယ့်ရဲ့ချစ်လာစွာသောဇနီးလေးလူတည်တာတော့ယသိဘာမှမဖြစ်ဘူးလားဆိုတော့ဘာမှမဖြစ်ပါဘူးတဲ့ဖြစ်သလားမဖြစ်ပါဘူးတဲ့ခမီးတော်မေတော်ကြီးတို့အဲ့ဒါဘာလို့မဖြစ်တယ်လဲပြောတော့တရားဓမ္မတွေစီးဖြန်းနေလို့သေခြင်းတရားတွေအမြဲတမ်းဆင်ခြင်နေလို့မဆင်ခြင်ဘူးလားဆင်ခြင်သလားဒါကြောင့်ခမီးတော်မေတော်ဘဝခန္ဓာရလာရင်တဲ့မအိုခြင်းလဲအိုသူကမွေအိုသွေးတွေပါသလားအိုမမလွဲအမြဲအိုရမှာဟုတ်ရဲ့လားအိုမမလွဲအမြဲအိုရမှာအိုသူကမွေအိုသွေးတွေပါသလားအိုမမလွဲအမြဲအိုရမှာနာသူကမွေနာသွေးတွေပါသလားနာမမလွဲအမြဲနာရမှာသေသူကမွေသေသွေးတွေပါသလားသေမမလွဲအမြဲသေရမှာခမီးတော်မေတော်ကြီးတို့မွေးပွားလာတဲ့အမေတွေဖေတွေကတီးတန့်ပြီးတော့နေတာလားပျက်စီးသွားတာလားပျက်စီးတတ်တဲ့အမေတွေဖေတွေကဖြစ်ပေါ်လာတဲ့သားသမီးတွေလည်းမပျက်စီးရမှာလားပျက်စီးရမှာလားအိုသူကမွေးအိုသွေးတွေပါသလားအိုမြဲဓမ္မတာဟုတ်ရဲ့လားခမီးတော်မေတော်မလွဲဥမာတဲ့ဤခန္ဓာကြီးကမြဲတမ်းဥမာပဲလေမေရီဖီကလည်းအိုတတ်တဲ့သဘောလည်းရှိတယ်နတ်တတ်တဲ့သဘောလည်းရှိတယ်တည်တတ်တဲ့သဘောလည်းရှိတယ်အဲ့ဒီသဘောသွားတွေရှိပါလေသားနဲ့သားသမီးကိုမှမအိုပါနဲ့ပြောလို့ရသလားမရပါဘူးခမီးတော်မေတော်ကြီးတို့ရဲ့တကယ်လားဟိုစူတောင်းတိုင်းသာပြည့်စုံမယ်ဆိုရင်ခမီးတော်မေတော်ကြီးတို့ရဲ့အမတမချစ်လာစွာသောသာလာတမြတ်ယရဏကိုသာသနာအာဇာနည်တပတ်ကိုဘယ်လိုလို့လက်လွတ်အဆုံးကျုံးခံနိုင်ပါမလဲတားမရလို့သာသွားတာလေလာတော့ကလည်းလာပါလို့မခေါ်ပါဘူးပြန်သွားတော့လည်းပဲသွားပါလို့နှင်ပြီးတော့မထုတ်ပါဘူးသူသဘောသူဆောင်းနေတာပါသားလေးတွေသမီးလေးတွေများခမီးတော်မေတော်ပဋိသင်္ဍန်တွေနေစဉ်အခါမှာလက်ရပြီးတော့ခေါ်တဲ့ပုဂ္ဂိုလ်ဒီထဲမှာပါသလားသူသဘောသူနဲ့ခမီးတော်မေတော်ကြီးတို့အမိရဲ့ဝမ်းထဲမှာပဋိသင်္ဍန်တွေလာပြီးတော့နေပါတယ်နေပေါ့လေသားလေးပဲဖြစ်ဖြစ်သမီးလေးပဲဖြစ်ဖြစ်မွေးလာပြီဆိုတော့လည်းရှေ့ရပြန်ပြီတပိနဲ့ယောဂဝေဒနာနဲ့နေစလို့တခါတည်းတည်သွားတော့လည်းပဲခမီးတော်မေတော်ဟဲ့နင့်မျက်နှာနင့်ကိုငါမကြည့်ချင်ဘူးနင့်သွားတော့ဟဲ့လို့နှင်ထုတ်တာပါသလားမခေါ်ဘဲနဲ့လေလာတယ်မနှင်ဘဲနဲ့လေပြန်တယ်အခုခမီးတော်မေတော်ကြီးတို့သူ့ရဲ့ဆရာတော်ဥပုညဏန္ဒရဲ့ဖခမီးတော်ကြီးနဲ့မေတော်ကြီးတို့ကဥပုညဏန္ဒကိုများနှင်ထုတ်လိုက်တာဟုတ်ရဲ့လားဘယ်ဟုတ်ပါမယ်လေခမီးတော်မေတော်လွမ်းဆိုတတိယပြီးတော့သာသနာအာဇာနည်တပါးဆိုတာထွက်ဖို့တိတ်ပြီးတော့ခက်တယ်နော်မခက်ဘူးလားခက်သလားခက်တယ်အဲ့ဒါလိုခက်ခဲတဲ့သားယရနာလေးမွေးထားတာလေဒါပေမဲ့သူ့သဘောသူလောကကြီးကဆောင်းသွားတာခမီးတော်မေတော်ကြီးတွေမဆောင်ဘူးလားဆောင်သလား
ဆောင်သွားတာပဲအခုဆရာတော်ဥပ္ပညဏန္ဒရဲ့နန္ဒကိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့မေတော်ကြီးလည်းပဲအခုရှိသေးသလားဘဝရဲ့တယုတ်ဒီပြသွားပြီဒါကြောင့်ဘဝဟာခမည်းတော်မေအိမ်မက်လူပါပဲတဲ့တခဏလေးဖြစ်ပေါ်နေတဲ့အခိုက်အတန့်လေးမှာလူတွေကအိဒါမစ္စရိယမာနလောဘဒိဋ္ဌိဓာတ်တွေဖြစ်နေတာဒေါသတွေဖြစ်နေတာတခဏလေးမှာခမည်းတော်မေဖြစ်နေတာဘယ်လိုဥပမာနဲ့နိုင်မလဲဆိုရင်တဲ့မိုးတွန်းကာလမှာခမည်းတော်မေတော်ကြီးတို့မိုးတွေကလည်းအုံနေတယ်မှောင်ပိန်းနေတာပဲတဲ့အဲ့ဒီမှာခမည်းတော်မေတော်လူတယောက်ကနေအိမ်ထဲကထွက်ပြီးတော့ဟိုဘက်ကိုသွားဖို့ရန်လှုပ်တဲ့အချိန်မှာဟိုကောင်းဝင်ရန်ကနေပြီးတော့အလေရက်စီးလေးကဖြတ်ဆိုပြီးတော့လင်းလိုက်တဲ့အချိန်လေးမှာအဲ့ဒီလူတယောက်ကဗျုံကနေရှိမှဘာရှိသလဲကြောက်တွေရှိသလားဘာတွေရှိသလဲကြည့်ပြီးတော့ပြေးရတယ်လို့ပါပဲတဲ့အဲ့ဒါဘဝကလည်းဒီတိုင်းပါပဲတဲ့တခဏလေးမှာပဲခမည်းတော်မေတော်ကြီးတို့ကငါတို့အသက်က85လို့ယောဂီတို့ကတော့တွက်ချက်နေတာပေါ့တကယ်တော့တွက်လို့ရသလားမရပါဘူးတချို့များခမည်းတော်မေတော်ကြီးတို့မွေးကာစားလေးတွေလူပြည်မှာရောက်ကာစားရှိသေးတယ်တည်သွားပေါ့တချို့များအပြင်တော့မရောက်သေးဘူးခမည်းတော်မေတော်ဝမ်းတွဲမှာတည်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဟောဒါဆိုရင်ခမည်းတော်မေတည်ခြင်းတရားဆိုတာကြီးတယ်ငယ်တယ်ပါသလားဝေတော်လေစန့်တော်လေအဲ့ဒါသိခြင်းတရားပဲဟုတ်ရဲ့လားဒါဆိုခမည်းတော်မေတော်ကြီးတို့အဲ့ဒီတရားပွဲထဲမှာဟောသူနာသူနှစ်ဦးသားတို့ဟာတခြားနဲ့နေတာလားခန္ဓာနဲ့နေတာလားကဲခမည်းတော်မေတော်အမှန်ကိုပြောကြချမ်းသာပြီးတော့နေတာလားဆင်းရဲပြီးတော့နေတာလားဆင်းရဲတာဘာသစ္စာအဲ့ဒီဒုက္ခသစ္စာကြီးကနေပြီးတော့ငြိမ့်လို့ခြင်းသောဉာဏ်အတိတကုပြင်ယနေ့ယေရှုတော်ရှင်ဆရာတော်ဖေယအရှင်ဘုံဉာဏ်ဒန္တဤနှစ်နှစ်နှစ်လပြည့်ကိုရေမှန်းပြီးတော့ဘုရားမူကြီးတော်တန်ဃာတော်ရှင်သူမြတ်တို့ရဲ့တန်ခါဂုံကိုရေမှန်းပြီးတော့တန်ဃာတော်အပါ600ကိုအာယုံစွမ်းနေလောင်းလူတဲ့စွမ်းစံစိမ့်နေလောင်းလူတဲ့ဆိုတာကတခြားကိုကျေးဇူးဆက်တာလားဆရာကိုကျေးဇူးဆက်တာလားဆရာသမားကိုကျေးဇူးဆက်လိုက်ပြီဒါကြောင့်ခမည်းတော်မေတို့ဒီနေ့ဟာထူးထူးခြားခြားနေလေးပါပဲတဲ့ထူးထူးခြားခြားနေဖြစ်သည်အားလျော်စွာတရားဓမ္မကြိုးစားနေတဲ့ပုဂ္ဂိုလ်များတဏှာကြီးကနေပြီးတော့နာနာကြီးထိုင်ရင်အဲ့ဒါဆရာတော်ကိုကျေးဇူးဆက်ထားပါတရားနဲ့ကျေးဇူးဆက်နော်ခမည်းတော်မေတော်ကြီးတို့ဘာနဲ့ကျေးဇူးဆက်မဲတကယ်အဲ့ဒါမှတရားနဲ့ကျေးဇူးဆက်တာခမည်းတော်မေတော်ကြီးတို့ဝေယဝဆကုသိုလ်လေးတွေဒါနသီလတွေကမပြောပါတော့သေးပါဘူးတဲ့လှုပ်တော့လှုပ်ကြတာပဲတဲ့ဒါကလောကထဲမှာရှာလို့ပွေလို့ရရင်ခမည်းတော်လုံနိုင်တာပဲလူတိုင်းလေလူတိုင်းလုံနိုင်မယ်ဆိုမဲ့ဒါနကတော့ခက်ခဲတဲ့သဘောတော့ရှိတာပေါ့အဲ့ဒါနခက်ခဲတာတဲ့ဒီသီးခမည်းတော်မေတော်ကြီးတို့လုံနေတဲ့တရားဓမ္မကြတော့ပို့ပြီးတော့မခက်ခဲဘူးလားခက်ခဲသလားဒါနတဲ့သီလခဲသီလတဲ့ဘာဝနာခဲတစင်းနဲ့တစင်းခက်လာတာနော်မခက်ဘူးလားခက်သလားခက်တယ်ဒါကြောင့်ခမည်းတော်မေတော်ကြီးတို့ရဲ့ဟာဒီကျေးဇူးဇာပွဲမှာဆရာတော်ဘုရားကြီးဂုဏ်ကျေးဇူးတို့ကိုအောက်မေတတိယပြီးတော့လွမ်းဆွတ်ပြီးတော့ဘာလို့ကြမလဲပြောရင်အမြတ်တမ်းတွေလည်းပဲပြီးဝေကြမယ်ဘာတွေလုပ်ကြမယ်ပတ္တိဒါနာပတ္တနုမောဒနာခမည်းတော်မေတော်ကြီးတို့ကျေးဇူးဆက်ခဲ့ပြီးပြီကိုယ်တိုင်လှုပ်တဲ့ကုသိုလ်ကောင်းမှုကိုလည်းပဲအမြတ်တမ်းနေပြီးဝေကြရမယ်သရဘတွေပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုလည်းပဲကိုယ်တိုင်ပြုလုပ်တယ်လို့စိတ်ထဲနှလုံးသားထဲမှာခမည်းတော်မေတော်ကြီးတို့ထားပြီးတော့သာဓုခေါ်ရင်ကုသိုလ်တွေမများဘူးလားများသလားဒါဆိုဒီနေ့ဟောပေးတဲ့တရားကဘာတရားအငုံနေစအပြုံးနဲ့ဆုံးစေခမည်းတော်မေတော်ကြီးတို့ဒါလေးမှတ်သွားနော်လောကထဲမှာသားတွေသမီးတွေဆွေတွေမျိုးတွေအပူလုံးနေတဲ့ခမည်းတော်မေတော်ကြီးတို့လူလုံးမလာပဲဖြစ်ပြီးတော့ထကြွနေတဲ့ပုဂ္ဂိုလ်တွေအငုံနဲ့လည်းပဲလာခဲ့ကြပါပြီအငုံနဲ့လာပြီးရင်ပြန်တဲ့ခံမှာတော့အငုံနဲ့မပြန်မဲ့နဲ့အပြုံးနဲ့ပြန်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါစေမကြိုးစားရမလားကြိုးစားရမလားအချိန်မနှောင်းသေးပါဘူးခမည်းတော်မေတော်ကြီးတို့လက်ရှိအချိန်မှာအချိန်ကောင်းတွေဖြစ်ပါတယ်အချိန်မနှောင်းခင်မှာခမည်းတော်မေတော်ကြီးတို့ကြိုးစားပါမကြိုးစားရမလားကြိုးစားရမလားခိခါတွေပြတ်သွားရင်လည်းဒီတရားတွေလုံးလို့မရပါဘူးမငြိမ်းချမ်းရင်လည်းပဲဒီတရားတွေလုံးလို့မရပါဘူးဟုတ်ရဲ့လားအခုခမည်းတော်မေတော်ကြီးတို့သာသနာကလည်းထွန်းကားနေတဲ့အချိန်
အချိန်ကသမယတွေကလည်းရာသူဥတုကလည်းပဲအာလုံးကောင်းပြီးတော့အာလုံးငြိမ်းချမ်းနေတဲ့အချိန်လေးမှာဆရာတော်ကိုကျေးဇူးဆက်ကြမယ်နော်ဘု து ကိုကျေးဇူးဆက်မယ်အေးဒါကြောင့်ခမည်းတော်မေတော်ကြီးတို့လည်းပဲဆရာတော်ကိုကျေးဇူးဆက်သောအပြင်ဘာနဲ့ကျေးဇူးဆက်မလဲပြောရင်တရားနဲ့ကျေးဇူးဆက်မယ်ဘာနဲ့ကျေးဇူးဆက်မယ်ဟောဘာလို့တရားနဲ့များကျေးဇူးဆက်ခိုင်းတာလဲပြောရင်အငိုနဲ့လာခဲ့တဲ့ပုဂ္ဂိုလ်တွေအငိုနဲ့မပြန်စေခြင်းလို့အပြုံးနဲ့ပြန်ပါစေလို့စိတ်ရည်တန်ပြီးတော့ယနေ့ဒီတရားကိုဟောပေးတာပါဟုတ်ရဲ့လားဒီထဲမှာခမည်းတော်မေတော်ကြီးတို့မွေးဖွားလာတဲ့ပုဂ္ဂိုလ်မငိုပဲလာတဲ့ပုဂ္ဂိုလ်များပါသလားအကုန်လုံးကငိုပြီးတော့လာကြတာငိုပြီးတော့လာပြီးတော့ခမည်းတော်ငိုပြီးတော့ပြန်သွားရင်တော်ပါမလားမတော်ဘူးအဲ့ဒါကိုယ့်ဟာကိုစိတ်ချရအောင်ခမည်းတော်မေတော်ကြီးတို့ရေအရိယာနဲ့စကံတော်တက်လန်းမာတယ်ဆိုတဲ့သောတာပန်အဆင့်ဖြစ်အောင်တော့ခမည်းတော်မေတော်မကြိုးစားရမှာလားကြိုးစားရမှာလားကြိုးစားကြခမည်းတော်မေတော်ကြီးတို့သောတာပန်နဲ့စကံသောတာပန်အတိလောက်ကတော့ခမည်းတော်မေတော်ကြီးတို့တကယ်ကြိုးစားရင်မရဘူးလားရသလားအခုလည်းပဲခမည်းတော်မေတို့ခန္ဓာအာယတနာဓာတ်ပဋိစ္စသမုပ္ပါဒ်ကိုသိနေလို့ရှိရင်အဲ့ဒါသုလသောတာပန်ဘာသောတာပန်ခမည်းတော်မေတော်ကြီးတို့ခန္ဓာမရဘူးလားခန္ဓာကြီးကဘာသစ္စာသိတဲ့မြင်တဲ့ဉာဏ်ကအရှုဉာဏ်နေဝင်လာလိုက်တဲ့အခါမှာအရှုခံအရှုဉာဏ်သဘောသွားတွေကိုယင်ထဲမှာရှင်းနေတဲ့ပုဂ္ဂိုလ်တယောက်ကရှုနေတဲ့ပုဂ္ဂိုလ်တယောက်သုံးနံပါတ်ကွတဲ့ကသမုဒိယလာပါအောင်မလားတိသွားတာကသမုဒိယတွေချုပ်လို့ခမည်းတော်မေတို့တို့ညှိတွယ်ခြင်းဆိုတဲ့ကိလေသာအနှောင်ကျိုးတွေပြတ်သွားပြီးတော့ငြိမ်းချမ်းခြင်းဆိုတဲ့သဘောတွေမရဘူးလားရသလားငြိမ်းချမ်းနာကတခြားလားနိရောဓလားအဲ့ဒီနိရောဓလို့ခေါ်ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုလိုချင်နေတဲ့ပုဂ္ဂိုလ်များဘာကိုဉာဏ်ဆိုင်မယ်အေးဒါကြောင့်ခမည်းတော်မေတို့အချိန်တိုင်းခါတိုင်းမှာခန္ဓာကိုဉာဏ်ဆိုင်ပြီးတော့မကြိုးစားရမှလားကြိုးစားရမှလားအေးဦးဇင်းမြတ်ကနေပြီးတော့ခန္ဓာပေါ်မှာဉာဏ်ဆိုင်ပြီးတော့ကြိုးစားကြပါလို့ဆန္ဒပြုရင်းနဲ့သာဓုခေါ်တော်ကြရအောင်